ပြင်သစ်နိုင်ငံပဲရစ်မြို့မှာရှိတဲ့ Eiffel Tower ကိုလူတိုင်းသိကြမှာပါ1889ခုနှစ်မှာပြင်သစ်တော်လှန်ရေးနှစ်တရာပြည့်အနေနဲ့ဆောက်လုပ်ခဲ့ပြီးတော့ဆောက်လုပ်ရေးအမှုပညာရှင်တွေထဲမှာမှ Alexander Gustave Eiffel ကိုစောက်ခိုင်းခဲ့တာဖြစ်ပါတယ်။အဲ့မတိုင်ခင်မှာသူက Statue of Liberty တနည်းအားဖြင့် Liberty ရုပ်ထုကိုလည်းဒီဇိုင်းဆွဲခဲ့လူဖြစ်ပါတယ်။ Tower ကိုအလုပ်သမား100ကျော်အချိန်2နှစ်ကျော်ကြာတည်ဆောက်ခဲ့ရပါတယ်။ Tower ဟာအလျားအနံ125မီတာအမြင့်324မီတာမြင့်ပြီးပီရမစ်တွေထက်2ဆပိုမြင့်ပါတယ်။ Eiffel Tower ဟာစောက်ပြီး20ကျော်ကြာရင်ပြန်ဖြတ်မဲ့အနုပညာလက်ရပါ။ Paris မှာနေတဲ့သူကတော့ Tower ကရုပ်ဆိုးပြီးအကြီးတန်းနဲ့အန္တရာယ်များတယ်ပြိုကျနိုင်တယ်ဆိုပြီးမကြိုက်ကြပါဘူး။20ကျော်ကြာပြီးပြန်ဖြတ်မဲ့အချိန်ရောက်တော့ Tower ရဲ့အသုံးအပုံတွေဖြစ်တဲ့ဂျင်းနဲ့ဆက်သွယ်မှုဗီဒီယိုလိုင်းပေးပို့ရမှာအဆင်ပြေမှုနားလည်ခဲ့ကြပြီးမြို့တော်ကမဖြတ်ပြဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။အခုချိန်ထိလည်းဆက်သွယ်မှုတွေကိုအသုံးပြုနေကြဆဲဖြစ်ပါတယ်။